အားလုံးပဲမင်္ဂလာပါကျွန်တော်ဒီနေ့မိတ်ဆက်ပြသပေးမှာတော့ higher နေကျွန်တော်အသက်ထွက်ရှိထားတဲ့ချီလာ showcase မှန်ကူလာလေးနဲ့ကျွန်တော်မိတ်ဆက်ပေးမှာဖြစ်ပါတယ်သူက parking ဘူးကတော့ဒီလိုပုံစံလာပြီးတော့သူ့ရဲ့ model number အပြင်ကျွန်တော် SC 240 BC-V3 ဆိုပြီးလာပါမယ်ခင်ဗျသူကတော့တခြားမှန် showcase တွေနဲ့ material နဲ့ပေါ့နော်သူကအသားအနာတွေ design တွေ quality တွေကအရင်မိုက်တယ်ဒါလေးကတော့သူ့ရဲ့အတွင်းခန်းလေးပါနော်သူကဒီက rubber ပြုတ်သားလေးနဲ့လာမယ်နော်ဒါ rubber ပြုတ်သားတန်ကြီးမတက်စေရဲ့ rubber ပြုတ်သားနဲ့လာမယ်ဒီမှာမီးအဝင်ပိတ်တော့ခလုတ်တစ်ခုရှိမယ်ဒီမှာတော့မီး LED မီးလေးနဲ့လာမယ်ပေါ့နော်ဟိုတော့ fan air cooling ပဲဖြစ်ပါမယ်ခင်ဗျအဆင့်အနေနဲ့ကတော့1ပန်း2ပန်း3ပန်း4ပန်းပါမယ်အကန့်ကတော့5ကန့်ဖြစ်ပြီးတော့ဟိုချိုင်းနဲ့တက်ရလိုတဲ့နေရာမှာအကန့်လေးတွေကိုပြောင်းပြီးတော့ထည့်လို့ရမှာဖြစ်ပါတယ်သူ့ရဲ့ထူးခြားချက်ကလေးနဲ့ပေါ့နော်အနေနဲ့ကတော့ဒီကတော့အမှန် double layer ဖြစ်မယ်ဒီမှာ heater glass ဖြစ်မယ်ကျွန်တော်တို့digital display လေးပါမယ်ခင်ဗျနော် digital display လေးပါမယ်အေးချိန်ကတော့0 to 10 degree centigrade အထိကျွန်တော်အေးစေနိုင်သောပစ္စည်းတွေကိုကျွန်တော်ဥပမာအေးပလင်းတွေတို့အသီးအရွက်တွေတို့ထည့်တဲ့နေရာမှာအဓိကအသုံးဝင်မှာဖြစ်ပါတယ်ကျွန်တော်အခုသူ့ရဲ့နှစ်ဘူးစီးလေးကိုပေါ့နော်ကျွန်တော်ဘယ်လိုတက်ရမလဲဆိုတာပြပေးမယ်ဒီကနေဆိုရင်ကျွန်တော်တို့ဒီမှာသူ့ရဲ့ညောင်းလိုင်းလေးပါတယ်ခင်ဗျနော်အဲညောင်းလိုင်းလေးမှာတစ်ဖက်နှစ်ဖက်စလုံးကိုကျွန်တော်တို့ဒီလိုလေးကလစ်ကလေးကိုဒီလိုလေးအဲ့လိုမျိုးလေးဖြစ်အောင်ထည့်လိုက်ရင်ရမှာဖြစ်ပါတယ်သူ့ရဲ့ကျွန်တော်အနောက် body design လေးကိုပြပေးမယ်နော်ဆိုတော့အနောက်ကကြည့်ရင်ဒီလိုပုံစံ design လေးဖြစ်သွားမယ်ဒီမှာမီးလင်းမှုအတွက်ကိုကျွန်တော်တို့ဒီမှာ socket ကလေးကိုတက်ပေးရမှာဖြစ်ပါတယ်ဒီလိုမျိုး socket ကလေးကိုတက်ပေးရမှာဖြစ်ပါတယ်ခင်ဗျာဒါတော့သူ့ရဲ့အနောက် body design လေးပါပြီးသွားရင်ဒီမှာချွတ်တွေပါလည်းမဝင်အောင် cover အနေနဲ့တစ်ထပ်ကပေးထားဖြစ်ပါတယ်site အမြင့်အားဖြင့်ဆိုရင်လည်းကျွန်တော်တို့ဒီအထိပေါ်ဆိုရင်9ပေ10လက်မအထိရှိမှာဖြစ်ပါတယ်။ညနေစာအားဖြင့်ပြက်က22လက်မရှိမှာဖြစ်ပါတယ်ခင်ဗျ။အမကအားဖြင့် higher က really 3 year ပေးထားပါတယ်။တစ်နှစ်အတွင်းပစ္စည်းရောလက်ခါခါမယ်။ကျန်တဲ့နှစ်ပစ္စည်းဘူးပြီးလက်ခါခါမယ်ပါ။ဒါတော့လက်ကင်ဆွဲတဲ့တကားဆွဲတဲ့လက်ကင်အပေါက်ကလေးပါ။သူ့ရဲ့အတွင်းကန်းလေးပါ။လီတာအားဖြင့်တော့240ရှိပါမယ်။ဆက်တော်ဝယ်ယူခြင်းနဲ့ဆိုရင်တော့ကျွန်တော်အမှတ်205စိတ်ကန်းတာလည်းအလင်းတော့Smile Electronic မှာဝယ်ရရှိနိုင်မှာဖြစ်ပါတယ်။ Fiber number 3996264893မှာလည်းဆက်သွယ်မေးမြန်းဝယ်လို့ရပါတယ်ခင်ဗျာ။အားလုံးပဲကျေးဇူးတင်ပါတယ်။အင်္ဂလာရှိသောနေ့လေးဖြစ်ပါစေ။